ပရိသတ်တွေစီကကားလက်ဆောင်ရခဲ့တဲ့အနုပညာရှင်များ2019-2020ခုနှစ်တည်းအတွင်းတသစ္စာအနုပညာရှင်တွေအပေါ်ပရိသတ်အားပေးမှုကမယုံနိုင်လောက်အောင်မြမခဲ့ပါတယ်။မြန်မာအိတဲ့ပြိုင်ပွဲဝင်ဗီဒီလာမီဟာသူမရဲ့ပရိသတ်တွေစီကနေကျပ်သိန်း320တန်ဖိုးရှိတဲ့ဟွန်နိုင်ကားတစ်စီလက်ဆောင်ရခဲ့ပါတယ်။အလားတူမြန်မာအိတဲ့ Season 4 One Cat Runner တန်ခွန်ကျော်ဟာလည်း We Love တန်ခွန်ကျော် fan တွေစီကနေသိန်း300ကျော်တန် Toyota Lexus ကားတစ်စီလက်ဆောင်ရရှိခဲ့ပါတယ်ရှင်။ဒီဗီဒီယိုထဲမှာတော့ဒီလိုအမာခံပရိသတ်တွေစီကနေကားလက်ဆောင်ရခဲ့တဲ့အနုပညာရှင်တွေကိုဖော်ပြပေးမှာပါ။ဘယ်သူတွေပဲကားရလဲဆိုတော့စိတ်ဝင်စားစရာကောင်းတာမလို့အဆုံးထိကြည့်ပေးပါအောင်ရှင်။နံပါတ်1တန်ခွန်ကျော်မြန်မာအိတဲ့ Season 4မှာ White Cat နဲ့ပရိသတ်တွေရှိပြန်လည်ရောက်ရှိလာတဲ့ဆိုတော့တန်ခွန်ကျော်ဟာဝီလာတန်ခွန်ကျော်အဖွဲ့မှာပါတဲ့အမာခံပရိသတ်တွေစီကနေ Toyota Lexus ကားတစ်စီးကို2020ခုနှစ်ဖေဖော်ဝါရီ10ရက်နေ့မှာပဲ surprise လက်ဆောင်ရရှိခဲ့လိုက်ပါတယ်။တန်ခွန်ကျော်ဟာသူ့ရဲ့ချစ်ရတဲ့ပရိသတ်တွေနဲ့အသေးစားပရိသတ်တွေ့ဆုံပွဲတစ်ခုပြုလုပ်ခဲ့ပြီးတော့အဲ့ဒီပွဲမှာပရိသတ်တွေကသူ့မျက်လုံးကိုအုပ်ထားကအခုလိုကားတစ်စီး surprise တိုက်ခတ်လိုက်တာပါ။တန်ခွန်ကျော်ကတော့သူ့ရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးတဲ့ပရိသတ်တွေကိုကျေးဇူးတင်တဲ့အကြောင်းနဲ့တကယ်လို့သူ့ဘာသာသူစုဝေးရမယ်ဆိုရင်တော့နောက်တစ်နှစ်လောက်စုရမှာဖြစ်လို့လိုအပ်တဲ့အသုံးဆောင်လေးရတဲ့အပေါ်မှာပျော်မိတဲ့အကြောင်းပြောခဲ့ပါတယ်။တန်ခွန်ကျော်ဟာမြန်မာအိတဲ့ Season 4မှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတဲ့နောက် Top 8မှာပဲချစ်ရတဲ့ပရိသတ်တွေကိုနှုတ်ဆက်လို့အိမ်ပြန်ခဲ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ One Cat နဲ့ပရိသတ်တွေရှိတဖန်ပြန်လည်ရောက်ရှိလာပြီးတဲ့နောက်သူ့ရဲ့ရေပန်းစောင်းမှုဟာလည်းတက်လာခဲ့ပါတယ်။တန်ခွန်ကျော်လက်ဆောင်ရခဲ့တဲ့ Lexus ကားဟာဆိုရင်တော့တန်ဖိုးအပြင်အဲ့ဒီခေတ်ကာလပေါက်ဈေး385သိန်းဝန်းကျင်ရှိပါတယ်။နံပါတ်2ချမ်းမြေမောင်ချိုတရုတ်ဆောင်ချမ်းမြေမောင်ချိုကတော့သူမရဲ့အသက်20ပြည့်မွေးနေ့မှာပဲကားတစ်စီးလက်ဆောင်ရခဲ့လိုက်တာပါသူမမွေးနေ့ပါတီမှာပရိသတ်တွေကသူမကို surprise အနေနဲ့ကားလက်ဆောင်ပေးခဲ့တာဖြစ်ပြီးဒီလိုမထင်မှတ်ထားတဲ့အရာကြောင့်ဝမ်းလဲတိုင်ရသလိုပရိသတ်တွေကိုကျေးဇူးတင်တဲ့အကြောင်းလည်းပြောထားပါတယ်ချမ်းမြေမောင်ချိုကမြန်မာအိတဲ့ Season 3မှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတဲ့နောက်ဆုံး final အထိတက်လှမ်းနိုင်ခဲ့သူဖြစ်ပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲသူမကကျမ်းမာရေးအခြေအနေကြောင့်နောက်ဆုံးပြိုင်ပွဲကိုရှင်ပြိုင်နိုင်ခြင်းမရှိခဲ့ပဲဖြိုးမြင့်အောင်ကအနိုင်ရရှိခဲ့ပါတယ်ပြိုင်ပွဲကိုမပြိုင်နိုင်ခဲ့ဘူးဆိုပေမဲ့လည်း final မှာတော့နေမကောင်းတဲ့ကြားကနေလာရောက်ဖျော်ဖြေခဲ့သေးပါတယ်နံပါတ်3ဘီလီလာမီမြန်မာအိတဲ့ Season 2မှာဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးနောက်ဆုံးပွဲစဉ်အထိတက်လှမ်းနိုင်ခဲ့တဲ့ဘီလီလာမီကအသက်25နှစ်ပြည့်မွေးနေ့မှာပဲပရိသတ်တွေစီက320ဝန်းကျင်ရှိတဲ့ကားတစ်စီးလက်ဆောင်ရလိုက်ပါတယ်ဒီလက်ဆောင်ဟာသူမဘွားရဲ့ပထမဆုံးတန်ဖိုးကြီး surprise လက်ဆောင်ဖြစ်ပါတယ်ပရိသတ်တွေအနေနဲ့သူမကို surprise လုပ်မယ်ဆိုတာမျိုးကြားမိပေမဲ့ဒီလိုကားလက်ဆောင်ပေးလိုက်မယ်လို့တော့မထင်ခဲ့ဘူးလို့သူမကဆိုပါတယ်ဒါပြင်သူမကိုအခုလိုလက်ဆောင်ပေးတဲ့အချိန်ဟာကိုဗစ်ကာလကြီးဖြစ်တဲ့2020မှာဖြစ်တာကြောင့်အားလုံးခက်ခဲနေချိန်မှာသူမကိုအခုလိုလက်ဆောင်ပေးတဲ့အပေါ်ကျေးဇူးလက်တင်တယ်လို့အားလည်းနာမိတဲ့အကြောင်းသူမကအင်တာဗျူးမှာပြောထားပါတယ်။ဗီဒီလာမီကမြန်မာအိတဲ့ Season 2ပြိုင်ပွဲတစ်လျှောက်လူစိတ်ဝင်စားမှုခံရမှုအများဆုံးပြိုင်ပွဲဝင်ဖြစ်ပါတယ်ရှင်။နံပါတ်4 Esther ချင်းစုံမြန်မာအိတဲ့ Season 4ဝင်လာဖြစ်ခဲ့သူချင်းတိုင်းရင်သူလေး Esther ဟာလည်း2020ခုနှစ်ဖေဖော်ဝါရီလထဲမှာပဲကားတစ်စီးလက်ဆောင်ရခဲ့ပါတယ်။သူမမွေးနေ့အမှတ်တရအဖြစ်ချစ်ရတဲ့ပရိသတ်တွေနဲ့ fan meeting တစ်ခုလုပ်တဲ့အချိန်မှာပဲအခုလိုကားတစ်စီးလက်ဆောင်ရခဲ့လိုက်တာပါ။ Esther အနေနဲ့ပရိသတ်တွေဟာပြိုင်ပွဲမှာကလေးကအရေးပြက်ခံငွေကုန်ခံပြီးပို့တင်ပေးခဲ့တာကြောင့်အခုလိုတန်ဖိုးကြီးလက်ဆောင်ပါထည့်ရလိုက်မယ်လို့မမျှော်လင့်ထားဘူးလို့ဆိုပါတယ်။သူမရဲ့ We Love တွေတွေ့ဆုံပွဲကိုအင်လျာကန်ဆောင်မှာပြုလုပ်ခဲ့ပြီးအဲ့ဒီပွဲမှာပဲသူမက Honda ကားတစ်စီးနဲ့ surprise တိုက်ခံလိုက်ရတာပါ။ Esther က2023ခုနှစ်ဇန်နဝါရီလ4ရက်မှာပဲချစ်ရတဲ့သူနဲ့လက်ထပ်ပြီးမင်္ဂလာဝဲကိုနာမည်ကျော်အစိုးရမျိုးကြီးလက်တက်ရောက်ခဲ့ပါတယ်။ဒါပြင် Esther ဟာမြန်မာအိတဲ့ပြိုင်ပွဲတစ်လျှောက်တူရသောအမျိုးသမီးဝန်နာလည်းဖြစ်ပါတယ်ရှင်။နံပါတ်5တင်မောင်ဆမ်မင်ဝင်ပရိသတ်တွေစီကဒီလို surprise လက်ဆောင်ရသူတွေဟာလူငယ်နဲ့ခေတ်ပေါ်အမှုပညာရှင်တွေကြီးပဲတော့မဟုတ်ပါဘူး။ဆမ်မင်သားတင်မောင်ဆမ်မင်ဝင်ဟာ2020ခုနှစ်စက်တင်ဘာလ17ရက်နေ့မှာကြာရောက်တဲ့သူ့ရဲ့မွေးနေ့မှာချစ်ရတဲ့ပရိသတ်တွေစီကနေကားတစ်စီးလက်ဆောင်ရခဲ့ပါတယ်။တင်မောင်ဆမ်မင်ဝင်ကအကတိုက်နေစဉ်အတီးတယောက်ကကိုယ်ရီခောက်ဆွဲကျွေးကျင်လို့ဆိုပြီးတော့ညာခေါ်ပြီးအခုလိုအပြည့်အဝ surprise တိုက်ခံလိုက်ရတာဖြစ်ပါတယ်။ရလာတဲ့ကားဟာသူလိုချင်နေတဲ့ကားလေးဖြစ်ပြီးတော့ဘဝမှာပထမဆုံးအကြိမ် surprise ရလိုက်တာကြောင့်မျက်ရည်ကျတဲ့အထိလဲဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်။သူ့မှာရှိတဲ့ကားလေးဟာတသားယူသွားတာကြောင့်သူ့မှာကားမရှိတဲ့အချိန်အခုလိုကားရလိုက်ခြင်းကသူ့အတွက်လည်းအများကြီးအထောက်အကူဖြစ်ခဲ့ပါတယ်။တမောင်ဆမ်မင်ဝင်းကမြန်မာဇက်သဘင်လောကရဲ့ထင်ရှားတဲ့အလင်္ကာကျော်စွာရှမန်းတမောင်ရဲ့မြည်ဖြစ်ပါတယ်။သူကကိုဗစ်ကာလအတွင်းပြုလုပ်ခဲ့တဲ့မာလာမြိုင်ဇက်သဘင်မှာလည်းပြည်သက်အားပေးမှုအခိုင်အမာရရှိခဲ့ပါတယ်။နံပါတ်6ဘင်ဂျမင်ဆိုချင်းလူမျိုးမြန်မာအိတဲ့ပြိုင်ပွဲဝင်ဘစ်ဂျမင်ဆောဟာလည်းသူ့ရဲ့အမာခံပရိသတ်ဆာမရီစီကနေ2020ခုနှစ်မတ်လ22ရက်နေ့မှာပဲအဲ့ဒီခေတ်ကာလပေါက်ဈေး435သိန်းဝန်းကျင်ရှိတဲ့ Toyota Alphard ကားတစ်စီးလက်ဆောင်ရရှိခဲ့လိုက်ပါတယ်။ဘင်ဂျမင်ကသူ့ရဲ့ပရိသတ်တွေစီက surprise အကြီးကြီးရလာလိမ့်မယ်ဆိုတာကိုသိထားပေမဲ့ဒါကကားတစ်စီးဖြစ်လိမ့်မယ်လို့တော့မသိထားခဲ့ဘူးလို့ဆိုပါတယ်။ပရိသတ်တွေပေးတဲ့ကားကိုအရင်သဘောကျသလိုဒီကားကိုမြင့်မြတ်နုံနုံနဲ့အမြဲတမ်းစီးပြမှာပါလို့လည်းဘင်ဂျမင်ကအဲ့ဒီချိန်မှာပြောခဲ့ပါတယ်။မြန်မာအိတဲ့ပြိုင်ပွဲတစ်ကြောင်ဘင်ဂျမင်ကထူးခြားတဲ့ပင်ကိုအတန်ရှိသူတူဖြစ်ပြီးအထူးသဖြင့်ဒိုင်တူဖြစ်တဲ့ဖြူဖြူကြော်သိန်းသဘောကျတဲ့အတန်ပိုင်ရှင်တူလည်းဖြစ်ပါတယ်။ဒီ surprise season မှာပြည်တွင်းကပရိသတ်တွေသာမကပြည်ပကပရိသတ်တွေပါပါဝင်ခဲ့ကြပါတယ်။
နံပါတ်9 Cherry တင်အစတော့ Cherry တင်ကတော့သူမရဲ့ပရိသတ်တွေစီကကားလက်ဆောင်ရခဲ့တာမဟုတ်ပဲသူ့ရဲ့အကိုစီကနေလက်ဆောင်ရခဲ့တာဖြစ်ပါတယ်။ Cherry တင်ကညီကိုမောင်နှမတွေပဲဖြစ်ဖြစ်ချစ်သူကြီးစားထားတာပဲဖြစ်ဖြစ်ကိုကပဲပေးတဲ့သူဖြစ်ချင်တာကြောင့်သူ့ရဲ့အကိုရဲ့အပေါ်မှာတခါမှမပူစားဘူးသူလည်းဖြစ်ပါတယ်။ဒီကားကိုတော့အကိုဖြစ်သူတွေကအတင်းရုပ်တရက်ကြီးဝယ်ပေးတာကြောင့်ယူထားလိုက်ရတာဖြစ်ပြီး surprise လည်းဖြစ်ခဲ့ပါတယ်။ Cherry တင်ရဲ့ဖခင်ကမိသားစုစီးလုံးမှုအမြဲပြောလို့ရှိပြီးအငယ်ကအကြီးကိုပြန်ပြောတာအကြီးကအငယ်ကိုဆဲဆိုတာမျိုးရန်ဖြစ်တာမျိုးမကြိုက်တာကြောင့်မိသားစုအတွင်းမှာတူနဲ့တူ respect ထားတဲ့အကြောင်းလည်းသူမကပြောပါတယ်။ Cherry တင်ကခုလွတ်ပေးဖို့တောင်းပန်လိုက်ခြင်းဆိုတဲ့တခြင်းထွက်ပြီးတဲ့နောက်အချင်လိုက်လို့ပြေးတာလားပြေးလို့လိုက်တာလားဆိုတဲ့စားသားနဲ့တူတဟုန်တို့အောင်မြင်လာသူလည်းဖြစ်ပါတယ်။တချို့လူတွေအတွက်တော့အနုပညာရှင်တွေကိုဒီလိုတန်ဖိုးကြီးအရာတွေလက်ဆောင်ပေးတာဟာအပိုလုပ်တယ်လို့ထင်စရာရှိပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုရင်လေကိုဗစ်လိုကာလမျိုးမှာတော့အလဲလက်တန်းစားမြန်မာပြည်သူတွေအနေနဲ့အပျော်အပါအတွက်ပတ်စံသုံးနိုင်တဲ့အထိတစ်ခေတ်တစ်ခါကအဆင်ပြေခဲ့ကြတယ်ဆိုတာတွေ့နိုင်မှာပါရှင်။ပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြပြပေးခဲ့ကြပါဦး။